Hello ကြော်ကြားချင်းငွေလုပ်ငန်းကြိုဆိုပါတယ်နော်ညီမတို့ကြော်ကြားချင်းငွေလုပ်ငန်းကိုဒါမေးနေကြတာပေါ့နော် message တွေကနေလာပြီးမေးနေကြပါတယ်ဂျင်းမှာကွာလကားပါကွာဂျင်းမှာကွာဆိုပြီးတော့လေညီမ message ကနေလာပြောကြပါတယ်လို့ညီမတို့ဒီပေးရပေါ့နော်ဂျင်းဟုတ်မဟုတ်ဆိုတာကြည့်ရနဲ့သိနိုင်ပါတယ်အမားတို့တွေနည်းနည်းလေးပေါ့နော်ပေါ့ကြည့်တောင်လေးလည်းနည်းနည်းလေးပေါ်စူးစမ်းကြပါဦးเนาะဂျင်းဟုတ်မဟုတ်ဆိုတာကဒီပေတစ်ခုကိုစုံစမ်းရင်ကြည့်လို့ရှိရင်သိနိုင်ပါတယ်လို့เนาะညီမတို့ကဂျင်းဖွဲမဟုတ်ပါဘူးတကယ်ပေးနေပါတယ်ညီမတို့ဖွဲကိုသိကျင်တယ်ဆိုရင်တော့မင်္ဂလာတုံမြို့နယ်ဝါယာလက်မှာလာပြီးတော့စုံစမ်းနိုင်ပါတယ်ရုံးုံလည်းကိုယ်တိုင်ကိုကြလာရောက်ပြီးစုံစမ်းနိုင်ပါတယ်เนาะပြီးတော့နောက်တစ်ခုကလေဖုံးဆက်တယ်ကွာဖုံးဆက်တဲ့အခါပါအမတို့ကဖုံးလည်းမကင်ဘူးဖုံးလည်းမကင်ဘူးဖုံးမကင်တာမဟုတ်ပါဘူးเนาะညီမတို့ဖုံးဆက်တဲ့အချိန်လေးတွေတတ်မှတ်ပေးထားပါတယ်ညနေ3နာရီခွဲကနေပြီးတော့ည8နာရီဒါဖုံးဆက်တဲ့အချိန်ပါเนาะအဲ့ဒီအချိန်မှာလာတဲ့ဖုံးတွေအကုန်လုံးကိုညီမတို့ဝန်ထမ်းလေးတွေအကုန်ကင်ပါတယ်အကုန်ပြန်ပြောပေးပါတယ်เนาะအဲ့ဒါဖုံးမကင်ဘူးဖုံးမကင်ဘူးဖုံးမကင်တာမဟုတ်ပါဘူးအမဖုံးမအားသေးတာဖြစ်ပါလိမ့်မယ်အမတို့စိတ်ရှိလေးနဲ့နည်းနည်းလေးစိတ်လေးရှိလေးထားပြီးတော့ပြန်ပြီးတော့ဆက်သွယ်ပေးပါเนาะညီမတို့ဖုံးကင်ပါတယ်ဖုံးမအားသေးတာပဲဖြစ်ပါလိမ့်မယ်เนาะအဲကြောင့်မို့လို့ဖုံးဆက်မယ်ဆိုလို့ရှိရင်လည်းညနေ3နာရီခွဲကနေည8နာရီထိညီမတို့ကိုဖုံးဆက်လို့ရပါတယ်เนาะ